ဒီဗီဒီယိုမှာတော့ Linux operating system ရဲ့ architecture အကြောင်းလေးကိုပြောပြပေးမယ်ဗျ။ architecture ဆိုတဲ့အဓိပ္ပာယ်ဗျအိမ်တစ်လုံးဆောက်မယ်ဆိုလို့ရှိရင်အိမ်တစ်လုံးရဲ့ design ရှိတယ်ပေါ့နော်။ကျွန်တော် software တွေ application တွေ operating system တိုင်းမှာလည်းသူ့ရဲ့ design သူ့ရဲ့ architecture ရှိတယ်။အခုမြင်နေရတာကျွန်တော် Linux operating system ရဲ့ architecture ပါ။အဲ့တော့မြင်အောင်ကြည့်မယ်။ကျွန်တော်တို့ laptop ပဲဖြစ်ဖြစ် desktop ပဲဖြစ်ဖြစ်Linux operating system ကိုသုံးပြီးဆိုရတဲ့ဒီ design ကိုဒီမှရလိုက်မယ်ပေါ့။ကျွန်တော်တို့မှာ hardware ရှိတယ်ဗျ။အဲ့ဒီ hardware ဆိုတာလည်းအားလုံးရင်းနေပြီးသားပဲ CPU တွေ memory တွေ hard disk တွေစတဲ့ hardware တွေပေါ့။အဲ့ဒီ hardware တွေပေါ်မှာကျွန်တော်တို့ရဲ့ operating system ကို install လုပ်တာ။ operating system လို့ပြောပြီးဆိုလို့ရှိရင်ကျွန်တော်တို့ကဒီစင်တီပါတယ်။တက္ကနာစီဗျ။အဲ့တော့hardware ကိုသိပြီးသွားပြီဆိုတော့ Linux operating system ရဲ့ architecture တွေမှာ application ရှိမယ် share ရှိမယ် kernel ရှိမယ် hardware ရှိမယ်ဒီလေးခုအားလုံးပေါင်းစပ်ထားတာကကျွန်တော်တို့ရဲ့ Linux operating system ရဲ့ architecture ပါအဲ့တော့ application တွေဆိုတာကဘယ်လိုပြောမလဲဆိုရင်ကျွန်တော်တို့ user တွေပေါ့ဗျာ Linux ကိုသုံးပြုမဲ့ user တွေဆိုလို့ရှိရင် application တွေ Telegram တို့ဟုတ်လားChrome တို့ဒါရဲ့ application တွေလို့ယူဆလို့ရတယ်ပေါ့နော်ဒီ application တွေ command တွေလည်းပါတာပေါ့ဗျာအဲ့တော့ဒီ application တွေဒီ command တွေကိုသုံးမယ်တဲ့ပြီးလို့ရှိရင် share ရှိမယ်ဗျအဲ့ဒီ application တွေအဲ့ဒီ command တွေကိုသုံးမယ်ဆိုလို့ရှိရင်တဲ့ကျွန်တော်တို့ဒီ share ကနေပြီးတော့ဖြတ်ရတယ် share ခွင့်ပြုချက်တွေယူရတာပေါ့ဗျာအဲ့ဒီ share ကနေဖြတ်ပြီးသွားတော့မှကျွန်တော်တို့က kernel ကတစ်ဆင့်ကျွန်တော်တို့ရဲ့ hardware တွေကိုခိုင်းပါအဲ့တော့ဒါဒီကျွန်တော် Linux operating system ရဲ့ architecture ဖြစ်ပါတယ်ဒါလေးကိုသိထားဖို့လိုအပ်ပါတယ်အဲ့တော့ကျေးဇူးတင်ပါတယ်